ဘောလုံးလောကမှာခိုးသွင်းဇာလို့တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ကစားသမားတစ်ယောက်ရှိပါတယ်။သူကတော့ Ruben Nistelrooy ပဲဖြစ်ပါတယ်။2000ခုနှစ်မှာ Manchester United ကိုရောက်လာခဲ့ပြီးတဲ့နောက် Old Trafford မှာ9နှစ်တာအတွင်းစုစုပေါင်းဂိုး150အထိသွင်းယူခဲ့ပါတယ်။သူဟာ penalty စီးထဲမှာဆိုဘယ်သူမှမရှင်းနိုင်တဲ့ဓာတ်ရိုက်တစ်ကောင်ပါပဲ။သူ့ရဲ့ထူးခြားချက်ကအမြဲတမ်းနေရာမှန်ကိုရောက်နေတတ်ခြင်းပါ။ခြေစွမ်းပြပြီးတကောဖန်တီးသွင်းတဲ့ဂိုးတွေရှိပေမဲ့သူ့ရဲ့အဓိကလက်နက်ကပစ်ဒန် area တွေကအပိသက်သွင်းယူမှုတွေပါ။သူဟာ Champions League ဂိုးသွင်းအများဆုံးဆုကို3ကြိမ်ထိရရှိခဲ့ပါတယ်။ United ကထပ်ပြီးနောက်ပိုင်း Real Madrid ကိုရောက်ခဲ့ချိန်မှာလဲLa Liga ဖလားနှလုံးကိုရယူပေးပြီးစပိန်မှာပါဂိုးသွင်းစွမ်းရည်မကျဆင်းခဲ့ပါဘူး။နယ်သာလန်အသင်းသားလဲ80ပွဲမှာ35ဂိုးအထိသွင်းခဲ့တဲ့အားထားရတဲ့သူပါ။ကမ္ဘာအကောင်းဆုံး striker တွေကတဦးဖြစ်တဲ့ Ruben Nistelrooy ရဲ့ဘောလုံးသမားဘဝဟာတကယ်ကိုအထင်ကြီးစရာပါပဲ။မင်းမရနိုင်တဲ့ဂိုးတွေဖလားတွေနဲ့ပေးနှပ်နေတဲ့ဒဏ်တရားတွေပါပဲ။နောက်ထပ်ဘယ်ကစားသမားအကြောင်းသိလို့ပါသလဲ comment မှာပြောခဲ့နော်။